မင်္ဂလာဆောင်ခမ်းမတွေမှာတွင်ချွေးမဆိုဗီယက်တစ်စင်ကိုခုလိုပြုမှုဆက်ဆံလိုက်လို့လို့ပြောပြနေတဲ့ဟင်းဝီယန်မိဘများချွေးမပေါ်မှာမတင်မဲ့တဲ့လောက်ရက်ကိုလုပ်ခဲ့တဲ့ဟင်းဝီယန်ဖေနဲ့မိဘဒီနေ့နိုဝင်ဘာ14ရက်နေ့ Facebook သုံးနေတဲ့ပရိသတ်ကြီးတိုင်းရဲ့ဖုန်းမှာမင်းသားဟင်းဝီယန်နဲ့မင်းသမီးဆိုဗီယက်တစ်စင်တို့ရဲ့မင်္ဂလာပွဲတက်ပုံတွေဗီဒီယိုတွေနဲ့လွှမ်းမိုးနေမှာသိကြပါပြီဟင်းဝီယန်နဲ့ဆိုဗီယက်တစ်စင်တို့ဟာတာမန်မင်္ဂလာပွဲတစ်ခုမဟုတ်ဘဲနဲ့ရန်ကုန်နိုဗိုတယ်မက်ရှ်ကခမ်းမကြီးတစ်ခုလုံးကိုနိုင်ငံသားကပညာရှင်တွေဒီဇိုင်နာတွေငှားရမ်းပြီးတစ်ခါဝမ်းနေကြီးတည်တံ့နဲ့မျက်စိတစုံအလှဆင်ထားတဲ့မင်္ဂလာဝေးကိုကျင်းပခဲ့တာပါ။ဒါကြောင့်မလို့ကုန်ကြစိတ်တန်းမောင်းရာနဲ့ချီကုန်ကြနိုင်တယ်လို့ခံမှန်းနေကြပါရီ။ဒါရီအားလုံးထက်ပို့ပြီးတော့လူတွေပါဆက်အဟောင်းသားဖြစ်သွားရတာကသူတို့သမီးစုပြီးတဲ့စဉ်ဝေးဆင်ထားတဲ့မင်္ဂလာဝေးဆောင်မှာဒါကရွှေရောင်ချီမြင်မဟုတ်ပါဘူး။ရွှေသားစေကိုပိတ်တာတဲ့ဝေးဆောင်မှာဒီရွှေသားဝေးဆောင်ကြီးပေါ်မှာတန်မိုးပြတ်လို့မရနိုင်တဲ့မိုးကုတ်ကပြည်တံပရံများစစ်တွေနဲ့ချက်မှန်တစားဆင်ထားတာပါ။ဒါကတိမ်မောင်တောင်းချီတန်မိုးရှိတဲ့မြေကွင်းမှာတကယ်ကိုမှတော်ဝင်နှမ်းတက်ပွဲတစ်ခုလိုခန္ဓာလိုနေပါရီဒါပေမဲ့ပရိသတ်ကြီးတို့ဒီနေ့ဆိုရှယ်မီဒီယာမှာပြုသဘောနဲ့ပြောအများဆုံးဖြစ်သွားတဲ့အပိုင်းကဒီရွှေတွေပရံများတွေအကြောင်းမဟုတ်ခဲ့ပါဘူးအဲ့ဒါကတော့မင်္ဂလာခမ်းမကြီးထဲမှာဧည့်သည်တွေအားလုံးရဲ့ရှေ့မှာဟင်းဝင်ရဲ့မိဘတွေကသူတို့ရဲ့ခြေမှာစုပြီးသစင်ပေါ်ပြုမှုဆက်ဆံလိုက်တဲ့ပြုမှုလေးတစ်ခုပါပဲပရိသတ်ကြီးစဉ်းစားကြည့်ပါသူတို့သမီးစုပြီးသစင်သူ့ကိုယ်ပေါ်မှာဝတ်ထားတဲ့ရွှေကိုပိတ်တာလက်ထဲမှာကင်ထားတဲ့ပန်းစစ်မဟုတ်ပဲရွှေပန်းစည်းအစ်စ်ဒီဝတ်ဆောင်ကြီးတစ်ခုလုံးရဲ့လေးချိန်ကလုံးဝပေါ်ပေါ်ပါဘူးပွဲကြီးတစ်ခုလုံးမတည့်ရဲ့အခန့်ဓာတ်ပုံတွေရိုက်ခံနေရတဲ့သူတို့သမီးလေးစုဝိသစင်ပင်မနေမှာအသေးကြပါဒီပင်မနေမှာကိုဘသူကသတိထားမိသွားလေဆိုတော့ရောက်ခမဖြစ်တဲ့ဟင်းဝီရဲ့မိဘတွေပါအထူးသဖြင့်ဟင်းဝီရဲ့မိမိပါသူကသူ့ရဲ့ချွေးမနာကိုတန်တမဲမဲရှောက်သွားခဲ့ပါရီပြီးတော့လူတွေအားလုံးရဲ့ရှေ့မှာချွေးမတယောက်လုံးမဟုတ်ပဲသမီးရင်တယောက်လိုမြတ်တာပြည့်နဲ့သမီးလေးစင်ပြေလာလို့တကယ့်ကိုစိတ်ပူစွာနဲ့မိခဲ့တာပါသူ့ရဲ့မျက်နှာမှာဝစ်စုံကြီးရဲ့လေးချိန်ကြောင့်သမီးလေးပင်မနေမှာကိုတကယ်စိုးရိမ်နေတဲ့မြတ်တာတရားကိုအထင်သာတွေ့ခဲ့ရပါရီဒီလောက်ချမ်းသာပြီးတော့ဒီလောက်ကျဲဝါတဲ့ဒီလောက်ခံထားတဲ့ပွဲကြီးကိုတိတ်ခင်းနိုင်တဲ့တထေးကြီးတွေဖြစ်ပေမဲ့သူတို့စီမှာမာနလုံးဝမရှိတာကိုပြသလိုက်တာပါပဲငါတို့သားကမင်းသားငါတို့ကချမ်းသာရေးဆိုတဲ့အထက်စီးစိတ်လုံးဝမရှိပဲကိုယ့်ရဲ့ချွေးမလေးပင်မနေပါကိုလူပုံလဲမှာဂယုတစိုက်လာမိတဲ့စိတ်တက်ကိုလူတွေကချီကျူးနေကြတာပါဒါတွေမကားသေးပါဘူးညဝင်ရဲ့မိဘတွေကပရိသတ်တွေအားလုံးရှေ့မှာဆိုဗီယက်တစ်စင်လို့ချွေးမလေးရလို့တကယ်ကိုမှဂုံယူဝဲမြောက်မိပါတယ်ဆိုပြီးတော့ချီကျူးစကားကိုပါပွေပွေလင်းလင်းပြောကြားခဲ့ပါသေးတယ်ဒါကြောင့်ဆိုရှယ်မီဒီယာမှာလူတွေပြောနေကြတာအယံမှန်ပါရီစုပိသစင်တရားရွှေကိုပိတ်တာဝေးရတာထိသမီးရင်တယောက်လိုချစ်ခင်ကျူးဆိုင်ပေးမဲ့ရောက်ခမမိဘအကောင်းတွေကိုရှားလိုက်တာကပို့ပြီးတော့ကန်ကောင်းပါရီရွှေတွေဗရများတွေဆိုတာငွေချင်းနဲ့တိုင်းတာလို့ရှားပေးမဲ့ဒီလိုမြစ်တာစင်းနဲ့ကျူးဆိုင်မှုကမှတကယ်ကိုမှတန်မိုးပြတ်လို့မရတဲ့မြေခွင်းပါပဲပရိသတ်ကြီးရောဒီမြေမင်းကလေးပေါ်မှာဘလို့ထင်မြင်မိပါသလဲကွန်မန့်မှာကိုယ့်ရဲ့မြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အားပေးနှဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မေရှင်ဒီနေ့အလုံးနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရီ